င်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာစဝါဒီခါစဝါဒီခါထောက်လိုက်ခါအဲ့ထောက်လိုက်ခါကြီးရတယ်ပါစက်တဲ့ဆိုရဲကိုရီးယားသွားလို့ရှိရင်အဲ့ထောက်လိုက်ခါမင်းအဲ့တော့ကျွန်တော်ကအာတလူရှင်တော်အောင်မင်းကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘိုးကြီးကရဲဘော်ကြီးအစီအစဉ်ကရဲဘော်ကြီးလို့ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တီဆိုဖြောပြနေတဲ့တခြင်းကကျွန်တော်တို့နိုင်ငံမှာကျွန်တော်နိုင်ငံကြီးကအဖက်ဖက်ကပြင်းနေတယ်အဲ့တော့မခောက်ကြပြီမခောက်ကြကျွန်တော်နိုင်ငံကြီးကအဖက်ဖက်ကနေယိုယွင်းနေတယ်အဲ့တော့အဲ့ယိုယွင်းနေတဲ့ဟာကိုပြန်လဲထူထောင်ဖို့အတွက်ကိုကျွန်တော်တို့မြေပြင်မှာရဲဘော်တွေကအတိုက်ပွဲတွေဝင်နေကြတယ်အဲ့တော့ကျွန်တော်တို့ပွဲကပြီဆိုလို့ရှိရင်လည်းဘာအတွက်လဲဆိုတာသိတယ်မလားသိလားလို့ဟောပြန်လည်းမပြောဘူးသိတော့ဟောတက်အဲ့တော့ကျွန်တော်တို့ဒေါင်းကားတဲ့နေ့ဆိုရင်အချင်းလေးနဲ့ပြောပြီးဆက်ချင်ပါတယ်ခင်ဗျာခုနကကြောင်ခုကြအေးဆုလေးချကြအောင်နော်ဆုလေးချကြအောင်နော်
ထွက်လိုက်ခါတော့မမေးတော့ထွက်လိုက်ခါမေးရမယ့်လူတွေတက်လွိုင်းနော်ခပ်ပွန်ခါဖီမတိဘူးကျွန်တော်ကဝါဒီခနဲ့ထွက်လိုက်ခါပဲတက်တာမဲဆိုင်မှာဆိုခဏပဲဖမ်းမိဆိုတာထွက်လိုက်ခါပဲထွက်လိုက်ခါပဲဟုတ်တယ်အဲ့ဒါကျင့်ထားတာကျေးဇူးများတင်ပါလေ